ကိုတက်မောင်တိတ်ချပုံရနော်ဘလို့မင်းဘလို့ပြောလိုက်တာလဲအနည်းကြည့်ရတာကိုတက်မောင်တိတ်ချပုံရတယ်နည်းမိုးစတွေရဲ့စူမီကောင်းလို့စတိတုံပြထားတွားပါပြီကွာတွားပါပြီဒီပစ္စည်းတွေအားလုံးဒီမိမလက်ထက်ကိုရောက်သွားတာအဲ့ဒါမင်းတို့ပေါ့လို့ကွာမင်းတို့ပေါ့လို့ဟိုပြီးတော့မင်းတို့ကတအိမ်နဲ့အတူတူနေတယ်ဆိုတော့ကွာဒီချစ်ကလေမမမေရဲ့မြေတောင်စုံစားရင်းနဲ့အခုတည်းဒီလူဖြူကြီးလုံနေတာမမမေသိတယ်မလားဟာနင်သိတယ်ကျွန်တော်ပြောပြတာပါဟာဘာမှတွင်းတော့တောင်းဆက်ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်တအိမ်ထဲမှာတူနေနေဆိုတော့ဘာသာတော့ကြိုးထုတ်ပြရစီရပါတယ်ရှင်းလို့စီကထုတ်သွားလိုက်နော်ဟုတ်ကဲ့ကျွန်တော်ရက်တွဲဖို့ပြေ3လစားလောက်ရှင်ဟေးအိမ်ထဲမှာငါလာပြောနေမင်းဘာလုပ်ချင်လဲပြောဆိုရောအားငယ်ချင်းများနဲ့ငါမင်းကိုဆိုလို့ရှာတော့မလားဒုက္ခမီအိမ်တဲ့အမျိုးဒုက္ခပေးခုပြောလိုက်တော့ကျွန်တော်ခုမှသိရပါမယ်မမစိတ်ကြတော့ရှိမယုံပါဘူးခုတည်းနဲ့ရှောက်ပြောနေမယ်အစားခင်ဗျဝင်ခံလိုက်တာပို့ပြီးဂုံရှိပါလေလားဘာ